မင်းတခုခုကိုစားလို့ဖို့စဉ်းစားနေနေပဲတခြားလူတွေကမရှိကနေခွင့်ရေးကိုဖျက်ယူသွားတာမျိုးကြုံဘူးလားလူများစုကဥပတင်းတင်းဖြစ်တာကိုငါကတေချာစဉ်းစားတတ်တဲ့ဆိုပြီးအကောင်းမြင်တတ်ကြတယ်တကယ်တော့ဒါကစဉ်းစားတာမဟုတ်ဘူးမလုံးမိအောင်ကိုယ့်ကိုယ်ကိုပြန်တားနေတာအဓိကအရင်ကကြောက်စိတ်ပဲငါတို့အုံနောက်ထဲမှာအမေဒါလာလို့ခေါ်တဲ့အစိပ်ပိုင်းတစ်ခုရှိတယ်သူကအန်ရတစ်ခုခုရှိရင်တတိပိချက်ထုတ်ပြီးရစနစ်ပေါ့မင်းကအတိတ်တစ်ခုခုစားလို့တော့မလို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီစနစ်ကမလုံးနဲ့ရှုံးသွားမယ်ဘယ်လိုလုပ်မလဲအချက်ကွင်းဘယ်လိုလုပ်မလဲဆိုပြီးမင်းကိုချောက်လန့်နေတာအဲ့လိုနဲ့ပဲတင်မယ်လို့စဉ်းစားထားတဲ့ PPV ဖုန်းထဲမှာပဲကျန်နေတာပုံမဲ့လို့ပြင်ထားတဲ့ message တွေတစ်ဖက်ထဲမှာပဲရှိသေးတာပြောင်းကျင်တဲ့အလုပ်အတွက်ကလည်းစိတ်ကူးထဲမှာပဲရှိနေတော့လူတိုင်းကအကုန်လုံး perfect ဖြစ်နေစမယ်လို့တွေးနေကြတာဒါပေမဲ့တကယ်တမ်းတော့မင်းကအမချင်းဘယ်တော့မှ perfect ဖြစ်နိုင်ဘူးဆိုတာမမေ့ပါနဲ့လူတိုင်းကအကုန်လုံး perfect ဖြစ်မှစမယ်လို့တွေးနေကြတယ်ဒါပေမဲ့တကယ်တမ်းတော့မင်းကမစမချင်းဘယ်တော့မှ perfect ဖြစ်နိုင်ဘူးဆိုတာကိုမမေ့ပါနဲ့အောင်မြင်နေတဲ့သူတွေရဲ့လှုပ်ချက်ကအတွေးနည်းနည်းအလုံးမြင်ရင်ပဲသူတို့ကပြီးပြည့်စုံအောင်စောင့်မှုအများဆုံးစလုပ်တဲ့လိုအပ်တာကိုလုပ်ရင်းနဲ့ပြင်သွားကြတယ်မှတ်ထားပါရှင်းပြထားတဲ့အဖြစ်ဆိုတာစဉ်းစားနေရင်တော့ထွက်လာပါဘူးလက်တွေ့လှုပ်ဆောင်မှုတွေကပဲထွက်လာတာပါဒါကြောင့်မင်းစဉ်းစားနေရကိုခဏရက်လိုက်ပြီးဒီနေ့စပြီးတခုခုကိုလက်တွေ့စလုပ်ကြည့်ပါမင်းခုချိန်လေးစလုပ်နိုင်တဲ့အရာအဖြစ်ကိုမှတ်မှာပြီးခဲ့ပါဦး